home every man, long it is a land of Boku. Madame Toka make every man. Only quit, you are anything at Toka. The young man, the young all training in Janiaro. When you think I move, where the chinga at your lady, at the Japan, Silagavia. လောကကြီးကနေဆန်းကြပါလားတန်တရားဆိုတာလေပတ်နေတာပါနော်လွမ်းစရာတွေနဲ့ငိုခဲ့ရတဲ့အဖြစ်တွေနဲ့လည်းကြုံခဲ့ပြီးပြီလေဟောအခုလေဘယ်လို့မှမျောလင့်မထားတဲ့ဖြစ်ရတစ်ခုနဲ့ကြုံခဲ့ရကြပြီဗျာဟောကျွန်တော်ချက်ကြီးပါဘုန်းကြီးကျောင်းသားလေးချက်ကြီးနဲ့ဝိုင်းသိန်တို့ရဲ့ဇာလန်းတွေကိုကက်ဆက်ခွေဇာလန်းဗီဒီယိုဇာလန်းတွေအဖြစ်တစ်ဆက်ခင်ပြီးပါပြီအခုတပံအဟောင်းတွေကအစ်စ်တီဖြစ်လာခဲ့ရပြန်ပြီဗျာအတိတ်အကြောင်းတွေဟောင်းခဲ့ပြီမဲ့နောင်ရဲ့ဇလန်တပုတ်ကိုမတန်းထုတ်ကမေ့ခဲ့ပြီမဲ့တကယ်တော့လီကွယ်တရားတဲ့နေတည်တဲ့တောက်ကတယောက်နဲ့တယောက်အော်တွေ့နေမြင်နေကားနေရတော့မနေစိတ်နိုင်ဘူးကွယ်တစ်ချိန်ကအဖြစ်ဟောင်းကလေးတွေအတိတ်တစ်ဖန်ဖြစ်လာခဲ့ပြန်အိုးချစ်ငယ်ငယ်ချစ်တော့နှစ်တရားငယ်ချစ်တို့ရဲ့တန်ရုံးစီမပြေပါကိုယ်ချစ်ရသူနဲ့ပြန်လဲဆုံးပြီးတဲ့အခါဒီကဘာမှာပြောင်းဆုံးလို့ဒီဝါလုံးကြောင်းပေါ်လိုက်ခြင်းနာမြို့မနေကြတော့ရင့်ကြလာတဲ့ထုံးခွဲမှုရာမိဘစီကမြာရင်ကတဲ့ပူပြီးလာနေရှာဝိုင်းစိရှိခုချစ်ကြီးနင်းနဲ့ငါနဲ့ဟာကံကြမ္မာမျက်နှာသာပြီးလို့တယောက်နဲ့တယောက်ပြန်လဲဆုံပြီးကြလို့ဝမ်းသာလို့မဆုံးပါဘူးဟာဒါပေမဲ့ပြောပါခုချစ်ကြီးရေနင်းနဲ့ငါနဲ့ပေါင်းမှုဆိုတာမလွယ်ဘူးဝိုင်းစိဘာကြောင့်လဲဆိုတော့နင်းမှလည်းမလွတ်မလပ်မပေါ်မပါနဲ့နောက်ပြီးနင်းကိုကြားနိုင်လဲတရားဝင်ပွားရှင်းကြတာငါဟာဆရာတော်စကားကိုမလွန်ဆန်နိုင်လို့သာခေါင်းတင်ခဲ့တာဘယ်လိုမှပေါင်းလို့မဖြစ်ဘူးဝိုင်းစိခုချစ်ကြီးရေကျမဘယ်လိုလုပ်ရမလဲကျမဘယ်လိုလုပ်ရမလဲခုချစ်ကြီးကျမဘဝကဆိုးပါတယ်ကျမလည်းမျက်နှာမပြရဲဘဝအမြားတွေအတွက်မှပလက်များတဲ့အဖြစ်ကျမဘယ်လိုလုပ်ရမလဲခုချစ်ကြီးရေနင်ဘာမှစိတ်မပူနဲ့စိတ်ကောင်းအောင်ထားနင့်အတွက်သောကတဲ့ကြီးသွားတဲ့အချိန်ကလေးမိဖွားပြီးလို့နင်းအောင်ကြနဲ့ပြတ်ဆဲခဲ့ပြီးတဲ့အချိန်ကြီးမှာဆောက်နေတယ်အခုချိန်မှာတော့ညီမလေးတယောက်လို့ငါဆောက်တော့ပါရလားနောက်မှနင်းသဘောထားကိုကြည့်ပြီးလက်ထပ်ကြမယ်နော်ဟုတ်လားဝိုင်းစိတ်ဟုတ်တယ်ပါကိုချစ်ကြီးရဲ့ချစ်သူအယိုကိုသတို့လုတ်တဲ့ပူစာပမာမင်းအလိုရှိမယ်ဆိုရင်ရင်ဝင်ပွဲကအသေးအသက်တွေပြီးမဲ့ယုံမှာယူပါကွယ်လို့လူတကာလည်းမပြောတတ်ပါဖြစ်လာမဲ့အန္တရာယ်အကာယံဝိုင်းမဟာယံတိုင်းကြီးပမာသာနာတရားအသေးမှထားကအနွမ်းပန်းလေးတကွေလမ်းစမ်းလေးဝူရာချစ်တာတွေသူမပဲသတန်းကွဲမြစ်တာရင်နဲ့ဖြန်းပေးမယ်ကွာဟဲ့နော်ဟောနာနားလိုက်တာကိုချစ်ကြီးရဲ့သေဟိုမရောက်သေးဘူးလားဝိုင်းသိမ်းတာလာပြီအတင်းထားပါဝိုင်းစရာမျိုးစိမ်းကိုရောက်တော့မှာတိတ်မဝေးတော့ပါဘူးတော့ဘာနဲ့ဝိုင်းတင်ကိုပွေပြီးခူးဆိုင်ပါဗျာအေးပါဟဲ့ချစ်ကြီးရဲ့ဝိုင်းတင်ကမွေးတော့မှာနင်းသာမျိုးစိမ်းကိုမြင်မြန်ရောက်အောင်မောင်းပါဟဲ့မောင်းစမ်းပါဟုတ်ကဲ့တော့ဘာနဲ့ဟုတ်ကဲ့ဟဲ့လေမလီနားလိုက်တာအမေသမီးဟုတ်ကဲ့ပါအမေဟဲ့ချစ်ကြီးနင်းလဲကိုမြင်မြန်ရက်စမ်း
မြင်မြင်ရလိုက်ခဲ့ ဟုတ်ကဲ့ဘာဖြစ်လို့လဲတော့ကနေ အမလေးကဲကြပါဦးဟာလိုက်ကြလွတ်ကြပါဟဲ့ချက်ကြီးဝိုင်းဆိုင်မွေးတော့မယ်ဟဲ့မွေးတော့မယ် ကျုပ်ဘာလို့ရမလဲဗျာ နေခဲဟိုဆင်းလိုက်ဆင်းလိုက်အာအမလေးလာလိုက်ကြအာယောက်ျားလေးတော့ယောက်ျားလေးဟဲ့ဝိုင်းဆိုင်ဘာဖြစ်မှမသိဘူးချက်ကြီးကြည့်စမ်းပါဦးဟဲ့ ဟင်ဝိုင်းသိ ကိုချက်ကြီးငါရှိပါတယ်ဝိုင်းသိဟာအာဒီနာနာ ကလေးရောဒီမှာရှိပါတယ်ဟာ တော့သားလေးလာရင် ဟုတ်ကဲ့ ဝိုင်းစိန်ဘဝကမကောင်းပါဘူးကိုချက်ကြီးရဲ့လောကအလျာလောကထဲမှာဒီဝိုင်းစိန်ဘဝဒုက္ခတွေများလာပါဟဲ့ အားငယ်စကားတွေမပြောပါနဲ့ဟာဝိုင်းနင်းနာမှာငါတယောက်လုံးရှိပါတယ်ဟာ ကိုချက်ကြီးဝိုင်းစိန်သိတနာရဲ့ကိုချက်ကြီးချစ်တယ်လာတော့ခွဲရအောင်ကိုချက်ကြီးရဲ့ ဝိုင်းတယ်လေဟာမင်းကြီးတဲ့စကားတွေမပြောသားမှနဲ့ဟာ ဝိုင်းစိန်ရင်လည်းမကောင်းတော့ဘူးကိုချက်ကြီးရဲ့အမေကဝိဝိုင်းစိန်လေးကိုချက်ကြီးကိုခွဲရတော့မယ်အခုမှလူတို့ကရောက်လာတော့တားလေးကိုလည်းစွတ်ပြရတော့မယ် ဟာနေလေဟာ ဝိုင်းစိန်မျက်လုံးနဲ့ပြလာပြီဘာမှမပြရတော့ကိုပိုက်ပြီငါလူဘဝကစွတ်ပါရတော့မယ်ဆိုတာဒီပါမတိမမဟုတ်ဘူးဝိုင်းစိန်ပြေဖို့ပြောပြလိုက်တော့ကိုချက်ကြီးရဲ့ ငါရှိပါတယ်ဝိုင်းစင်ဟာ ဝိုင်းစိန်ရဲ့သားလေးကိုကြည့်မြအောင်ဝေးပွားရှင်းပြပေးပါ နေလေဟာ အဒီကကြိုင်ဝိုင်းစိန်ရဲ့အမြလို့ပြီးပါ ဟမ်ဝိုင်းစင်ခေါ်လို့လည်းမရတော့ပါလားဟမ်နေသားလေးနဲ့ငါ့ကိုထားပြီးလူဘွားကဆောက်ခွာသွားပြီပေါ့ချက်ကြီးကိုတကယ်စီးလို့သဘောထားခဲ့ပြီမဲ့အချစ်ကြီးတတ်တယ်ဆိုတာငါသိပါတယ်ဝိုင်းစင်တန်လျက်ကိုရေထင်ပြီးအလိုက်မှားခဲ့တဲ့ရွှေသမီးလို့နေဝင်မှနောင်တရပြီမဲ့မှောင်ကြတဲ့တောမာယာမှာခြားခြားလေးလမ်းမှာအားကုန်လို့သေဝဲဝင်ရတယ်လို့နေဖြစ်သိုးလိုက်တာဝိုင်းစိန်ကံကြမ္မာရဟချလို့တန်တရားတွေထပ်ချခဲ့ပြီမဲ့ငါခေါ်တဲ့နင်းကြားပါစေဝိုင်းစိန်ချစ်ကြီးခေါ်တာတွေနေကြားပါစေဝိုင်းစိန်နေကြားပါစေနေခုတော့ရည်ရည်ပြီးဝိုင်းစိန်နေကောင်းရသူကတိလာပါစေ那是干嘛的玩意？那是干嘛的？去他妈的，人嘛不，偏爱的玩意呀，偏出来了，我的是猪嘛，老爷的猪，去猪那个地方。တခါကနေဖြစ်နေတွေစူးကျဲကတော့လူပြတ်မှလို့ပြောကြတော့မှာအစည်းစီရင်နာနဲ့ကျွန်တော်မောင်ချက်ကြီးကိုလက်နှီးလို့သဘောမှထားတော့သာဆိုပြီးနေပြီကွာအခုတော့မြို့ကြီးပြန်လက်ဆောင်အထုပ်ပိုးရင်းနဲ့အယမစွန်ကြီးဆိုခဲ့ပေါ်မင်းအထင်ကြီးနေတဲ့အထီးရလူကြီးကဝိစိတ်ကိုဝိုင်းလိုက်ကြပေါ့လင်းအဖြစ်ကရင်နာတရားမှာရည်ရည်ပါပေါ့ဖြစ်ရလေဝိုင်းစိတ်